သာသနာတော်နှစ်2555ခုနှစ်ကောဇာတက္ကရာ1383ခုနှစ်နတ်တော်လာဇန်13ရက်2011ခုနှစ်ဒီဇင်ဘာလ10ရက်စကိုင်းတောင်ယူရွှေသာတိုက်တဲ့ချောင်းတိုက်ဓမ္မဗိမာန်တော်ကြီးအတွင်ဆင်ကျင်းပပြုလုပ်အပ်သည့်ရွှေသာတိုက်တဲ့တီထောင်ဖွင့်လှစ်ခြင်း85နှစ်ပြည့်စေရတုဓမ္မတပပူဇာအခမ်းအနား၌ဟောကြားအပ်သောအရဏဝိပင်္ဂတုတ်အနှစ်ချုပ်တရားဒေသနာတော်ဒီကနေ့ညတပါးသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပဂောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတ္တာယောနာထောဝိနိယယာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရေအတွက်တိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျက်တိထဝယ်ငါးသွဲအစုအလုံးခဲရင်တော်မူတော်ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကျုပ်ကုတ်အားထုတ်တော်မူရသည်ဖြစ်ဖြစ်ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဍချိန်ခါများစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကသတ္တဝါများယင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောသာသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းအရဏဝိပင်္ဂတုတ်အနှစ်ချုပ်စကိုင်းတောင်ရိုးရွှေသာတိုက်တဲ့တီထောင်ဖွင့်လှစ်ခြင်း85နှစ်ပြည့်စေရတုဓမ္မပူဇာသာသနာပူဇာပွဲတော်ကြီးဆင်ကျင်းပါခြေစွတော်ရှင်ရွှေသာဆရာတော်ဘုရားကြီးဣနိယဣဌာနမှာနှစ်ပေါင်းများစွာစတင်တည်ထောင်ပြီးတော့သာသနာပြုသွားတဲ့ကျောင်းလိုက်ဒီကနေ့85နှစ်ပြည့်တဲ့နှစ်ဘက်ကိုရောက်သာသနာတော်မှာဒီလိုကျောင်းလိုက်ကြီးတွေရှိသည့်အတွက်ကြောင့်ဘုရားမြတ်စွာရဲ့တရားတော်တွေဟာအချိန်မြင့်ကနေစပြီးတော့သိရှိခွင့်သင်ယူခွင့်ရကြတယ်တရားဓမ္မတွေကိုသိရှုသိရင်သင်ယူထားကြတဲ့အာစရိယပရံပရသိတ္တနုသိတ္တလို့ဆိုဆရာတော်ဘုရားကြီးထံကရရှိလာတဲ့
ပညာရည်များဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားဓမ္မများဆက်လက်ပြီးတော့ဆင့်ပွားပြန့်ပွားအောင်ဆောင်ရွက်ကြမြတ်စွာဘုရားသခင်ကိုရောမြတ်ကမိမိရဲ့တပည့်တာဝကများဖြစ်ကြတဲ့ဘိက္ခုဘိက္ခုနီဥပတကဥပတိကာလို့ Buddhist Society ဘုရားဘာသာမြတ်စွာဘုရားရဲ့တပည့်တာဝက၄မျိုး၄စားလုံးပေါ်မှာမြတ်စွာဘုရားကိုယ်တိုင်အာယူပြုပြီးတော့မှန်ထားခဲ့တဲ့ရည်ရွယ်ချက်တစ်ခုရှိထိုရည်ရွယ်ချက်ကိုမဟာပရိနိဗ္ဗာန်တုတ်မှာနော်မြတ်စွာဘုရားကပွင့်ပွင့်လင်းလင်းဟောကြားထားရတာရှိတယ်ငါရဲ့တပည့်တာဝကများဖြစ်ကြတဲ့ဘိက္ခုဘိက္ခုနီဥပဒကဥပတိကာဒီပိဋက၄ပါးဟာဓမ္မနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်ရမြတ်စွာဘုရားဟောထားတဲ့တရားဓမ္မတွေနဲ့ပတ်သက်ပြီးအခြေခံကြကျွမ်းကျင်လိမ္မာပြီးတော့ဓမ္မနဲ့တင့်လျော်တဲ့အနုဓမ္မလို့ခေါ်တဲ့ကျင့်စဉ်များကိုကျင့်ကြံကြိုးကိုအားထုတ်နိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ရသာသနာတော်မှာသာသနာတော်ရဲ့အယူဝါဒနဲ့ဆန့်ကျင်ပြီးတော့ဖြစ်ပေါ်လာတဲ့အယူဝါဒများကိုလည်းပဲအကြောင်းအကျိုးစစ်စစ်ဝေဖန်ပြီးတော့တွန်းလှန်ဖယ်ရှားလို့ဖြည့်ရှင်းချက်ပေးနိုင်တဲ့အရေးချင်းတွေလည်းရှိရနောက်ဆုံးဘုရားမြတ်စွာရဲ့တရားဓမ္မများကိုကဘာအနှံ့သာသနာပြန်ပြည့်စေရမယ်မြတ်စွာဘုရားဒီလိုရည်ရွယ်ချက်ရှိဒါကမဟာပရိနိဗ္ဗာန်တုတ်မှာအလွန်ထင်ရှားတယ်ဒီအချက်၄ချက်မြတ်စွာဘုရားကအနတ္တကိုပြန်ပြီးမိန့်ကြားတဲ့စကားထဲမှာမှတ်တမ်းတင်ထားတာရှိဒီထဲမှာသာသနာပြုတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေထဲမှာဘိက္ခုလို့ခေါ်တဲ့အမျိုးသားယဟန်တော်များပါတယ်လို့ဘိက္ခုနီလို့ဆိုတဲ့အမျိုးသမီးယဟန်တော်များဥပဒကာလို့ဆိုတဲ့ဘုရားကိုကြီးညိုမိခိုအားထားကြတဲ့လူဝကြောင့်ဒါယကာများဥပတိကာမလို့ခေါ်တဲ့သာသနာတော်ကိုမိကိုအားထားကြရတဲ့အမျိုးသမီးများလို့လေးဘက်လေးထံလေးချောင်းတော့ကြီးတဲ့ဖွဲသာသနာတော်ကိုပြုရဖို့ဆိုတာမြတ်စွာဘုရားရဲ့ရှိမှန်းချက်ပဲပေါ့ဒါကြောင့်မို့လို့လေးချောင်းတော့စပွဲကြီးဟာလေးချောင်းလုံးစုံစုံလင်းလင်းထောက်ထားမယ်ဆိုလို့ရှိရင်ထိုစပွဲပေါ်မှာရှိတဲ့အရာတွေဟာတည်တည်ငြိမ်ငြိမ်နဲ့ခံရစွာတည်ရှိနေကြမှာဖြစ်ပါတယ်။တချောင်းကျိုးလို့မဖြစ်လေးဘက်လေးတန်အားလုံးစုံစုံညီညီခုလိုသာသနာပြုသွားနိုင်မှာဖြစ်တယ်လို့ဆိုတာမြတ်စွာဘုရားစကားတော်ရဓမ္မထင်ရှားကျေးဇူးတော်ရှင်ရွှေရင်သာဆရာတော်ဘုရားကြီးကဒီနေရာကိုဗဟိုပြုပြီးတော့မြန်မာနိုင်ငံသာမကမြန်မာနိုင်ငံရဲ့ပြင်ပနိုင်ငံများကိုပင်တက်တော်ရွယ်တော်ကြီးတဲ့အချိန်တက်တော်60ကျော်တဲ့အချိန်ဖြစ်ကဘာအနှံ့ဆိုတာလို့ကြွချီတော်မူပြီးဘုရားမြတ်စွာတရားပြန့်ပွားရေးကိုမိမိတတ်စွမ်းသမျှဆောင်ရွက်တော်မူခဲ့တယ်ဆိုတာအမှန်တမ်းထင်ရှားအဲ့ဒါလို့ဆရာတော်ဘုရားကြီးကိုယ်တိုင်တီထောင်ဖွင့်လှစ်သွားတဲ့ဒီကျောင်းတိုက်ကြီးဟာအခု85နှစ်ဆိုတဲ့ထဲရောက်လာဒီလိုနှစ်ပေါင်းကြာရှိသွားတည်ထက်နောက်လဲဆက်လက်ပြီးတော့တတိဆက်ဆက်ကဒီတိုက်ကြီးတည်ထက်အောင်ဆရာတော်ဘုရားကြီးချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေအတိုင်းလိုက်နာဆောင်ရွက်ကြလိမ့်မယ်သာသနာတော်မှာဒီလိုပရိယတ္တိသာသနာကြီးတွေရှိသည့်အတွက်မြန်မာနိုင်ငံရဲ့ပရိယတ္တိအည်သွေးဟာအောက်တန်းမကျဘူးဆိုထင်ရှားဒီနားမှာထေရဝါဒနိုင်ငံတွေအားလုံးထဲမှာမြန်မာနိုင်ငံရဲ့ပရိယတ္တိအည်ချင်းအားလုံးကလေးစားလောက်တဲ့အနေအထားမှာရှိတယ်ဆိုတာဘုန်းကြီးတို့ပြောဝတ်တယ်။ဘာဖြစ်လို့လဲဆိုတော့သီရိလင်္ကာမှာရောက်တော့ကပဲဖြစ်စေအိန္ဒိယမှာနေတဲ့အခါမှာပဲဖြစ်စေထိုတို့ဒေသရောက်တိုင်း
မြန်မာနိုင်ငံရဲ့ပရိယတ္တိဂုံကြီးကိုလေးစားကြပရိယတ္တိတွေမကဘူးပฏิပတ်တိဘက်ကလည်းပဲမြန်မာပြည်ရဲ့ဂုံကြီးကိုလေးစားကြဒါကြောင့်မို့အိန္ဒိယရောက်တော့ကပါမောက္ခကြီးတွေကသူတို့အချင်းချင်းပြောတဲ့စကားကြားလိုက်ရမြန်မာပြည်ကဆရာတော်တွေကပါဠိပိဋကကျွမ်းကျင်တယ်အထူးသဖြင့်အဘိဓမ္မာတခြားနိုင်ငံတွေမှာအဘိဓမ္မာကျွမ်းကျင်မှုမရှိကြဘူးမြန်မာပြည်ကဆရာတော်တွေအဘိဓမ္မာကျွမ်းကျင်ကြတယ်ဒါတွေမကဘူး meditation လို့ဆိုတဲ့ကမ္မထမ်းပြတဲ့နည်းမှလည်းပဲမြန်မာပြည်ကဆရာတော်တွေတက်ကျွမ်းကြတယ်လို့ဒီလိုသူတို့အချင်းချင်းပြောတဲ့စကားကိုကြားခဲ့ရသီရိလင်္ကာနိုင်ငံမှာလည်းပဲရောက်တဲ့အခါမှာအရှင်ဘုရားတွေကလည်းသူတို့ကတော့ reverend ပေါ့ဘယ်ကလဲဗမာပြည်ကဗမာပြည်ကဆိုရင်အဘိဓမ္မာတတ်မှာပဲကမ္မထမ်းပြတတ်မှာပဲလို့ဆိုတယ်ဒီကုံနှစ်ခုသူတို့ကိုယ်တိုင်ထုတ်ဖို့ပြောလို့ရှိဒါကကိုကပြောရတဲ့ဂုံကြီးတွေမဟုတ်ဘူးအများကအတိမတ်ပြုထားတဲ့ဂုံကြီးတွေအဲ့ဒါလို့မြန်မာပြည်ရဲ့ပရိယတ္တိသာသနာဟာအထက်တန်းကျပြီးတော့နေတဲ့နေရာချင်းဟာအခုလိုစာသင်တိုက်ကြီးတွေရှိစာသင်တိုက်ကြီးတွေတည်ထောင်ပြီးတော့စာပေကျမ်းဂန်သင်ကြားပေးလို့ဒီလိုဖြစ်တယ်အနုဆိုရင်ဒီအနေထားမျိုးမရှိနိုင်ဘူးပေါ့ဒါကြောင့်မို့ဒါကကိုယ့်ဘက်ကိုဂုဏ်ယူဖို့ပြောတာပေါ့ဘေးကကိုယ့်ရဲ့အရေးချင်းကိုဒီလိုသိတယ်လို့ဆိုကိုယ်တိုင်ကလည်းကိုယ့်ရဲ့အာသာချက်သိဖို့လို့ကိုယ့်ရဲ့အာနိချက်ကိုလည်းသိဖို့လို့အဲ့ဒါကြောင့်မို့လို့အခုလိုပရိယတ္တိစာသင်နေသင်ကြားပေးတဲ့ပို့ချပေးတဲ့ကျောင်းလိုက်ကြီးတွေအရှိတည်ထပ်နေဖို့ဆိုတာသာသနာအတွက်တကယ်ရေတောင်းမြစ်တဲ့ဖွဲ့အသက်သွေးကြောတဲ့ဖွဲ့အမတန်မှအရေးကြီးတယ်ငယ်ငယ်တုန်းကတော့ပရိယတ္တိယေဝသာသနတမူလံသို့မဟုတ်ပရိယတ္တိယထိတာယသာသနံထိတံဆိုတဲ့စကားတွေရဲ့အဓိပ္ပာယ်ကိုတိတ်သဘောမပေါက်ခဲ့ကြီးလာတဲ့အခါကျတော့ပိုသဘောပေါက်တယ်ဘာဖြစ်လို့လဲဆိုပရိယတ္တိဆိုတာသင်ယူခြင်းပဲသင်ယူခြင်းနဲ့ခင်းပြီးတော့ဒီစာပေတွေကိုကျွမ်းကျင်နိုင်ဒါမို့စာသင်တိုက်ဆိုတာတာမန်မဟုတ်ရသော်ဘုရားဟောကြားတဲ့ပိဋကစာပေတွေကိုသင်ယူတာရသော်ဘုရားရဲ့တရားတော်တွေခုနှစ်ပေါင်း2500ကျော်သည့်တိုင်အောင်ဒီကနေ့အထိဒီပညာရက်တွေအားလုံးသိရှိနားလည်ပြီးဖြန့်ဖြူးနိုင်တယ်ဆိုတာသင်ခဲ့လို့စာအုပ်တွေလက်ဆင့်ကမ်းလို့ရှိရင်မဖတ်တတ်တဲ့စာအုပ်တွေဖြစ်သွားတယ်သင်ပြီးတော့လက်ဆင့်ကမ်းရဒါမို့ဆရာကတပည့်ကိုပို့ချပေးတယ်တပည့်ကသင်ယူတယ်တခါတပည့်ကတက်ကြွပြီးတော့သူ့တပည့်တွေကိုဆက်လက်သင်ကြားတယ်သင်ယူပို့ချပေးတယ်အဲ့ဒါလို့ဆရာတပည့်အဆက်ဆက်သင်ယူပြီးဆောင်ရွက်လာခဲ့လို့ခုလို့ရသော်ဘုရားရဲ့တရားတော်တွေဟာတည်ထွန်းနေတာတဲ့အကယ်၍များမသင်တော့ဘူးလို့စာအုပ်တွေကြီးပဲလက်ဆင့်ကမ်းလိုက်မယ်ဆိုရင်ဒီစာအုပ်တွေအဓိပ္ပာယ်ဖော်နိုင်တဲ့ပုဂ္ဂိုလ်ရှိမှာမဟုတ်တော့စာတွေရှိနေပေမဲ့လို့စာအုပ်ရဲ့စာရဲ့အဓိပ္ပာယ်ကိုမသိတဲ့တနေ့ဟာသာသနာ့ကွယ်တဲ့နေ့ဖြစ်တာပဲဘယ်သူမှအဓိပ္ပာယ်ဖော်နိုင်မှာမဟုတ်ဒါမျိုးတွေကဒီကနေ့ခေတ်မှာမြန်မာနိုင်ငံမှာတောင်မှပဲနော်ပြုခေတ်ကရေးထိုးထားတဲ့ကျောက်စာပကံခေတ်ကရေးထိုးထားတဲ့ကျောက်စာတချို့ဟာတွေအဓိပ္ပာယ်မဖော်နိုင်ဘူးပညာရှိတွေအကူအညီနဲ့မှအဓိပ္ပာယ်ဖော်လို့ရတယ်ဆိုတာတွေရှိအကယ်၍အဓိပ္ပာယ်မဖော်နိုင်ဘူးဆိုရင်ဘာဆိုလို့မှမသိဘူးပေါ့ဒါကြောင့်မို့လို့စာအုပ်တွေတင်တည်ထမ်းအောင်လုပ်လို့မရဘူးစာသင်တိုက်ကြီးတွေတည်ထမ်းအောင်လုပ်ဖို့လိုတယ်စာအုပ်တွေဘလောက်ဖြန့်ဖြူးစာသင်တိုက်ကြီးတွေမရှိဘူးစာသင်တဲ့ပုဂ္ဂိုလ်မရှိဘူးဆိုလို့ရှိရင်သာသနာမတည်နိုင်ဘူးလို့ဒီလိုမှတ်ရမယ်ဒါကြောင့်မို့လို့ဘုရားမြတ်စွာလက်ထက်တော်ကမြတ်စွာဘုရားဟောထားတဲ့တရားဓမ္မတွေအလွန်တရာများတယ်ဓမ္မခန္ဓာနဲ့ပြောမယ်လို့ရှိရင်84,000ရှိတယ်အဲ့ဒီ84,000သောဓမ္မခန္ဓာတွေကိုအာချိုးမန်တဲ့ဒီကနေ့ခေတ်ဖြစ်အောင်လက်ဆင့်ကမ်းနိုင်အောင်သူဆောင်ရွက်လာတာတော့ဆိုရှင်အာနန္ဒာပဲဒါကြောင့်မို့လို့ရှင်အာနန္ဒာမထေရမြတ်ကဧဝမေတုတံဆိုတဲ့စကားလုံးလေးကစချီပြီးတော့သူလေးလာခဲ့တဲ့တရားဓမ္မတွေကိုပထမသံဃာယနာအချိန်မှာလျှောက်ထားပြောဆိုခဲ့တယ်ဧဝမေတုတံဆိုတဲ့အဓိပ္ပာယ်ကမြတ်စွာဘုရားထံကသူသင်ခဲ့တာ
င်ယူမှတ်သားခဲ့ရှင်းတော့ကတုတ္တလို့ပဲသုံးရပညာရက်တွေကိုတုတ္တလို့သုံးတုတ္တဆိုတာနားကကြားယုံနေတုတ္တမဟုတ်ဘူးသင်ယူမှတ်သားလေ့လာအထုတ်ထားတဲ့ပညာရက်ဘာဖြစ်လို့တုတ္တဆိုတဲ့စကားလုံးနဲ့သုံးရတာတော့ဆိုပညာရက်ဆိုတာနားနဲ့ဆိုင်နော်ဘောတုတ္တဆရာသမားစီကနားထောင်ပြီးတော့သင်ယူရတာပညာရဖို့အတွက်နားထောင်တယ်အခုလိုတရားပွဲကြီးတွေလုပ်ပြီးတော့တရားဟောကြတယ်တရားနာကြတယ်ဆိုတာတစ်ဖက်ကပြောမယ်ဆိုရင်ဒါသင်နေတာသင်ယူမှတ်သားခြင်းပဲပေါ့ဒါကြောင့်မို့လို့ဘ ਹੁ တုတ္တဆိုတဲ့စကားလုံးကိုသုံးတာစာပေကဖတ်ပြီးတော့တတ်တယ်ဆိုတာအမှန်တမ်းရှားပါတယ်ဆရာပြောတာကိုနားထောင်ပြီးတော့မှတ်သားလေ့လာကြတယ်ဒါကြောင့်မို့အေဝမေတုတံဆိုတာဘုရားထံကသူဟာနာယူမှတ်သားလေးလာဆောင်ထားခဲ့တဲ့တရားတွေပါလို့ဆိုတာရှောက်ထားခဲ့တယ်။အေးရှေးခေတ်ကတော့မီဒီယာအနေနဲ့ပြောမယ်ဆိုရင်စာသင်တာဟာနားနဲ့သင်တာ။ခုခေတ်လည်းနားနဲ့ပဲသင်တာပဲ။သို့တော့မျက်စိနဲ့အားပြုပြီးစာအုပ်တွေပေါ်လာတဲ့အခါကျတော့စာပေဖတ်ရှုတယ်ဆိုတာလည်းပေါ်လာတယ်ပေါ့ခုခေတ်။နှစ်ခုဖြစ်ရှေးတုန်းကတော့နားနဲ့ပဲသင်တာများစာအုပ်စာတမ်းကိုတိတ်အားမကိုဆရာစီကနှုတ်တဲ့သင်တယ်ဒါကြောင့်မို့ oral tradition လို့ခေါ်တယ် oral tradition ဆိုတာနှုတ်တဲ့ဆောင်ဆရာကတပည့်ကိုနှုတ်တိုက်ချပေးတယ်တပည့်ကဆရာထံကနှုတ်တိုက်လက်ပြီးတော့ဆိုတယ်အဲ့ဒီနည်းနဲ့ဒီပိဋကတ်3ပုံပိဋကတ်30နိကေ9ပြဓမ္မခန္ဓာပေါင်း8400ပါဒီကနေ့အထိရောက်ရှိလာမတင်တဲ့တနေ့ဒီတရားတော်ကြီးကြောက်တော့ဒါကြောင့်မို့ဒီစာပေနိုင်ကြီးတွေအတ္တမအရေးကြီးတယ်လို့ဆရာတော်ဘုရားကြီးအမျှော်မြင်ကြီးမားစွာတည်ထောင်ထားတဲ့အခုလိုရွှေသာတိုက်တဲ့တုံလို့တိုက်ချင်85နှစ်ထိအောင်စာသင်တန်ခါများရဲ့သင်္ကန်းရောင်တောက်ပြောင်လျက်ပဲရှိနေသေးတယ်ဆိုတာအလွန်အားရစရာကောင်းတဲ့အနေအထားတစ်ခုပေါ့ဒါကြောင့်မလို့ဒီကနေ့ဆရာတော်ကြီးကိုကြီးညိုပူဇော်သောအားဖြင့်ဘုန်းကြီးတို့ကအရဏဝိပင်္ဂတုတ်အနှစ်ချုပ်လေးကိုဟောပါမယ်အရဏဝိပင်္ဂတုတ်ဆိုတာသာသနာတော်မှာအလွန်ထူးခြားတဲ့အရည်အချင်းတစ်ခုပဲဒီအရည်အချင်းကိုရရှိတဲ့ပုဂ္ဂိုလ်ကအရဏပฏิပဒါလို့ခေါ်တဲ့လုံးဝအပြစ်ဆိုစရာမရှိတဲ့အကျင့်နော်အပြစ်တင်စရာစိတ်ထဲမှာဟိုမကောင်းမှုလို့ပြောเสียမရှိတဲ့အရဏပฏิပဒါအကျင့်ကိုကျင့်သွားတဲ့ပုဂ္ဂိုလ်ဟာဘယ်သူလဲလို့ဆိုအနာရဝိတထေကြီးရဲ့ညီအရင်ဇေရွန်ကျောင်းကြီးကိုဆောက်လုပ်ပြီးတော့လှူဒန်းတဲ့ကျောင်းရည်ဆက်ချအခမ်းအနားမှာသင်္ကန်းဝတ်သွားတဲ့ပုဂ္ဂိုလ်သူဗုဒ္ဓလို့ခေါ်တယ်ရှင်သူဗုဒ္ဓဟာဧတရက်နှစ်တန်ဖြင့်ချီးမြှောက်ခြင်းခံရတဲ့ပုဂ္ဂိုလ်ဧတရက်ဆိုတာထူးခြားတယ်ဆိုတဲ့အဓိပ္ပာယ် outstanding ပေါ့အမှန်တမ်းထူးချွန်တယ်ထူးချွန်တယ်ဘယ်နေရာမှာထူးချွန်တာတော့ဆိုအပြစ်ကင်းအောင်ပြောတယ်အပြစ်ကင်းအောင်နေတယ်အပြစ်ပြောစရာမရှိတော့ကိလေသာရဲ့အနံ့အသက်တောင်မရှိအောင်ပြောတတ်ဆိုတတ်တဲ့နေတတ်တဲ့ထဲမှာသူကအလွန်ထူးချွန်တဲ့ပုဂ္ဂိုလ်တစ်ပါးဖြစ်တယ်နောက်တစ်ခုကတရားတော်ဘာတွေလှူတဲ့အလှူဌာနတကယ်ကိုအကျိုးကြီးအောင်ဆောင်ရွက်ပေးတဲ့နေရာမှာလည်းပဲအလှူခံတိုက်တဲ့အရည်ချင်းရှိတဲ့ထဲမှာလည်းပဲထူးချွန်တဲ့ပုဂ္ဂိုလ်တစ်ခုဖြစ်တယ်ပေါ့အဲ့တော့အပြစ်ကင်းအောင်နေတယ်ဆိုတာဘာကိုပြောတာပါဠိလိုကြတော့အာရဏဝိဟာရီလို့ခေါ်တယ်အဲ့တော့ရဏဆိုတာဘာပြောတာတော့ဆိုရဏဆိုတာတိုက်ရိုက်အားဖြင့်ကိလေသာထိုကိလေသာကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခဒုက္ခအပြစ်ပြောเสียအပြစ်အနာစာတွေထိအောင်ရဏလို့ခေါ်တယ်ဒါကြောင့်မို့လို့အဘိဓမ္မာလေးလာတဲ့ပုဂ္ဂိုလ်တွေမှာအရဏဓမ္မာတရဏဓမ္မာတရဏဓမ္မာအရဏဓမ္မာဆိုပြီးတော့ဒီလိုအဘိဓမ္မာရဲ့မာတိကထဲမှာငိုကြွေးချောင်းရာဂစသောကိလေသာနဲ့တကွာဖြစ်တော်လို့တရဏဒီလိုဆိုတယ်သို့တော့ကိလေသာတွေတင်မဲ့ရဏလို့ခေါ်တာမဟုတ်ဘူးကိလေသာကြောင့်ဖြစ်ပေါ်လာတဲ့အပြစ်အနာစာကိုလည်းပဲရဏလို့ဆိုနိုင်တယ်အဲ့တော့ဒီပုဂ္ဂိုလ်ကတာမန်ယန္တာအနေထားမျိုးတွေမဟုတ်ဘူး
သူများနဲ့မတူထူးခြားတာဘယ်တော့မှပုဂ္ဂိုလ်ရေးကိုသုံးသပ်ပြီးတော့မပြောဘူးဓမ္မကိုပဲတိုက်ရိုက်ပြောတယ်ဆိုလိုတာကပုဂ္ဂလဒိဋ္ဌံမပြောဘူးပုဂ္ဂိုလ်ကိုဥတည်ပြီးတော့မပြောဘူးဓမ္မဒိဋ္ဌံဓမ္မကိုသာဥတည်ပြောတယ်ဆိုတော့သူ့အနေနဲ့ကအပြစ်ပြောเสียဘာတစ်ခုမှမရှိမကျေနပ်เสียတစ်ခုမှမရှိလူကိုဘယ်တော့မှမပြောဘူးတရားကိုပဲပြောတယ်အဲ့ဒီအည်အချင်းရှိလို့ဒီရှင်သူဗုဒ္ဓဆိုတဲ့အထေမြတ်အရဏဝိဟာရီလို့ဒီလိုခေါ်အဲ့တော့ဒီသုတ်တံမှာမြတ်စွာဘုရားကအရဏပฏิပဒါကျင့်လို့သူတွေအတွက်လိုက်နာကျင့်သုံးเสียတစ်ခုလူလောကလူရဲ့ society ထဲနေတဲ့အခါမှာအပြစ်ကင်းအောင်နေတတ်ဖို့ဆိုတာအမှန်တမ်းအရေးကြီးတယ်ဒါလူတိုင်းအပြစ်ကင်းအောင်မနေနိုင်အပြောဆိုနဲ့ပတ်သက်လာလို့ရှိရင်နည်းနည်းတော့အပြစ်တင်စရာလေးတွေဖြစ်တတ်တယ်ပုဂ္ဂိုလ်ကြီးပြောတဲ့အခါမှာအပြောခံရတဲ့ပုဂ္ဂိုလ်မကျင့်တတ်ဘူးလေအဲ့တော့ပုဂ္ဂိုလ်ကြီးဘယ်တော့မှမပြောဓမ္မကိုပဲဥတည်ပြောတာဆိုဘယ်ပုဂ္ဂိုလ်ကမှသူ့ကိုမကျင့်တတ်တာမရှိတော့အဲ့ဒါနောက်ထိအောင်စင်ကြင်အောင်နေတာဟုတ်ဥမာမဲ့ပြောမယ်ဆိုလို့ရှိရင်အေးဒီလူကတော့သီလရှိတယ်သီလရှိသူလို့ပြောတယ်ဒါချီးမွမ်းပြောတဲ့စကားဖြစ်တယ်ဒီလူကတော့သီလမရှိဘူးကြောင်သူတော်လို့ပြောဟောသီလရှိတယ်လို့ပြောရင်ချီးမွမ်းတယ်သီလမရှိဘူးလို့ပြောလို့ရှိရင်ကဲ့ရဲ့အဲ့တော့ချီးမွမ်းတဲ့ပုဂ္ဂိုလ်ကချီးမွမ်းခံရတဲ့ပုဂ္ဂိုလ်ကကျေနပ်တော်လဲကဲ့ရဲ့ခံရတဲ့ပုဂ္ဂိုလ်ကမကျေနပ်ဘူးတာဟောရှင်သုဗုဒ္ဓကအဲ့ဒီအပြောမျိုးဘယ်တော့မှမပြောဘူးသီလဆိုတဲ့တရားဟာအလွန်မွန်မြတ်တယ်သီလကင်းမဲ့တဲ့အနေအထားတစ်ခုပါအမှန်တမ်းမှဆိုရတယ်ဟောကိုချင်းသီလပဲပြောတယ်ဟောပုဂ္ဂိုလ်ကိုဘယ်တော့မှမပြောတာအဲ့ဒီပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးမပြောသည့်အတွက်ကြောင့်ရှင်သုဗုဒ္ဓအရဏပฏิပဒါတကယ်ကိုပြောเสียဆိုเสียအပြစ်တင်เสียမရှိတော့အောင်ကောင်းမြတ်တဲ့အကျင့်ကိုကျင့်တယ်အဲ့ဒီအရဏပฏิပဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဒီအရဏဝိဘိငါတုတ်ကိုရှင်သုဗုဒ္ဓကိုဂုံတင်လို၍ဟောတဲ့တုတ်တန်လို့ဒီလိုဆိုလို့ရတယ်အဲ့တော့ကျေးဇူးရှင်ရွှေရင်သာဆိုတော်ဘုရားကြီးကိုပူဇော်မယ်ဆိုလို့ရှိရင်ဟောဒီဆရာတော်ဘုရားကြီးရဲ့အနေထိုင်နေမိန့်ကြားတဲ့စကားတွေပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ရှင်သုဗုဒ္ဓနဲ့အဗ္ဗဒမစင်စင်တူတဲ့အရာတွေအများကြီးတတိထားနိုင်တယ်ပေါ့ရှင်သုဗုဒ္ဓလို့အဗ္ဗဒမအေးစိတယ်တည်ငြိမ်တယ်နေတာထိုင်တယ်ဘယ်ချိန်သွားကြည့်ကြည့်ဆရာတော်ဘုရားကြီးဟာသင်္ကန်းကိုပတ်ပယ်လျက်အေးစိတည်ငြိမ်စွာတည်ငြိမ်သောမျက်နှာနဲ့စာပေကိုလေးလာဖတ်ရှုနေတာများတယ်အဲ့တော့ရှင်သုဗုဒ္ဓလို့ချီးညိုစရာအလွန်ကောင်းတယ်လို့ပြောမယ်ဆိုလည်းပြောလို့ရတယ်ပုဂ္ဂိုလ်အဲ့တော့ကောင်းပြီအာရဏပฏิပဒါဆိုအဓိကအချက်9ချက်နဲ့မြတ်စွာဘုရားဟောတာအကျဉ်းချုပ်မြတ်စွာဘုရားကဟောထားပုံလေးရတော့အာရဏပฏิပဒါကိုဟောတဲ့အခါမှာမှားယွင်းတဲ့အကျင့်နဲ့မှန်ကန်တဲ့အကျင့်ဒီနှစ်ခုအဓိကထားမှားယွင်းတဲ့အကျင့်နှစ်ခုရှောင်ရှားရမယ့်အကျင့်နှစ်ခုဆိုတာရှင်းဥစွာထုတ်မြတ်စွာဘုရားဟောတဲ့အခါမှာတရားတွေဟာတစ်ခုနဲ့တစ်ခုအမှန်တမ်းစီလျော်အောင်လိုက်လျော်အောင်ကျင့်စဉ်နဲ့လက်တွေ့ကျင့်သုံးမှုအတွက်အဝင်ခွင့်ကြဖြစ်အောင်မြတ်စွာဘုရားဟောလို့ရှိတယ်တော့မြတ်စွာဘုရားကပထမအာရဏပฏิပဒါအာရဏအကျင့်နဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့ဟာနှစ်ခုပထမပြောတယ်ဒါကအထူးဆန်းတော့မဟုတ်ဘူးဓမ္မစကြာမှာဟောခဲ့တဲ့တရားမျိုးပဲပေါ့ဓမ္မစကြာမှာမကျင့်ရမယ့်အကျင့်နှစ်ခုမကျင့်ရမယ့်အကျင့်နှစ်ခုကကာမချမ်းသာခံစားဖို့ကြိုးစားတာနော်ကာမဂုဏ်အာယုန်နေလူတွေကကာမချမ်းသာလို့ဆိုလိုက်လို့ရှိရင်တမျိုးတွက်ချင်တွက်လိမ့်မယ်ကာမချမ်းသာဆိုတာမျက်စိနဲ့ကြည့်ပြီးတော့ပျော်ရွှင်မှုကိုရှာတာနားနဲ့နားထောင်ပြီးတော့ပျော်ရွှင်မှုကိုရှာတာနှာခေါင်းနဲ့နမ်းရှူပြီးတော့ပျော်ရွှင်မှုကိုရှာ
လျာနဲ့အရသာခံပြီးတော့ပျော်ရွှင်မှုကိုရှာခန္ဓာကိုယ်နဲ့ထိတွေ့ချမ်းမြေ့မှုရအောင်ကြိုးစားအထောက်တဲ့အကျင့်လို့ဒီလိုဆိုလို့ရှင်းပြောရင်တော့ကာမဂုဏ်အာယုန်တွေနဲ့ပျော်နေတာပျော်ဖို့ကြိုးစားတာဒီအကျင့်ဟာတဲ့ဓမ္မစကြာမလိုပဲမြတ်စွာဘုရားကဟိနအောက်တန်းကြတယ်အောက်တန်းကြတယ်ဆိုတာအကျင့်ကအောက်တန်းကြသည့်အတွက်ကြောင့်ဒီအကျင့်ကိုကျင့်တဲ့လူကလည်းအထက်တန်းစားမဟုတ်တော့အောက်တန်းကြသွားဘာလို့ဆိုမကောင်းတဲ့အောက်တန်းကြတဲ့အကျင့်ကိုကျင့်ရင်အောက်တန်းစားဖြစ်သွားတယ်ပေါ့ကမ္မရွာထဲမှာနေတဲ့လူတွေမရှောင်တဲ့ကိစ္စပောထုဇနိက majority အများလူထုလိုက်နာနေတဲ့အရိယာအနာရိယအရိယသူတော်စင်တွေကဝေဝေးကရှောင်တယ်ဘာဖြစ်လို့တော့ဆိုအနတ္ထပန္ဟိတကောင်းကျိုးချမ်းသာတွေနဲ့မပတ်သက်ဘူးကောင်းကျိုးချမ်းသာမရှိဘူးလို့ဆိုလို့တယ်ကာမဂုဏ်အာယုန်ရဲ့နောက်ပိုင်းမှာပူလောင်မှုတွေအများတန်းလိုက်ဒါကြောင့်ကောင်းကျိုးချမ်းသာဆိုတာမရနိုင်ဘူးဆိုးကျိုးတွေပေးတယ်အနတ္ထပန္ဟိတနောက်တစ်ခုကဘာတော့ဆိုအတ္တကိလမထာနိယောမလိုအပ်ဘဲနဲ့ခန္ဓာကိုယ်ကိုပြမန်းခံပြီးတော့လူကိုနှိမ့်ဆက်ညှဉ်းပန်းပြီးတော့ကိလေသာစိတ်တွေကိုနှိပ်ကွက်တဲ့အချက်ဒါကကိလေသာတွေခုနကအာယုံခံစားခြင်းနဲ့စိတ်တွေပျောက်သွားအောင်ဒုက္ခခန္ဓာဆိုလို့တယ်နော်အတ္တကိလမထာခန္ဓာကိုယ်ပြမန်းယူအဲ့ဒါကြတော့ဒုက္ခဆင်းရဲမှုခန္ဓာအနာရိယအရိယသူတော်စင်တွေကျင့်တဲ့အကျင့်မဟုတ်ဘူးအနတ္ထတဟိတမျော်မှန်းတဲ့အကျိုးလည်းမရနိုင်ဘူးတဲ့မကောင်းတဲ့အကျိုးပဲရအဲ့ဒီအကျင့်နှမျိုးကဝေဝေးရှောင်တာဟာဒါအရဏအကျင့်တစ်ခုပဲပေါ့ဟောသာသနာတော်မှာဒီအကျင့်တစ်ခုကရှောင်ရှားဖို့ဆိုလိုတာကချမ်းသာခံစားတယ်ဆိုတာကာမဂုဏ်အာယုန်နဲ့ပတ်သက်တဲ့ချမ်းသာမျိုးမခံစားရဘူးခန္ဓာကိုယ်ကိုညှဉ်းပန်းနှိပ်စက်တယ်ဆိုတဲ့နေရာမှာအကျိုးမဲ့မညှဉ်းပန်းမနှိပ်စက်ရဘူးဒီလိုဆိုလိုတာနော်ကောင်းကျိုးချမ်းသာမရအဲ့ဒီလမ်းစဉ်နှစ်ရပ်ကိုရှောင်ရှားပြီးတော့မှအလဲလမ်းစဉ်ဆိုတာမြတ်စွာဘုရားမေစီမာပฏิပဒါဟောပဲအဲ့ဒီမေစီမာပฏิပဒါဟာအမြင်မျက်စိကိုတိဆောက်ပေးနိုင်တယ်အသိဉာဏ်တွေကိုတိဆောက်ပေးနိုင်တယ်စိတ်ကိုလည်းငြိမ်းချမ်းစေနိုင်တယ်ကိလေသာတွေကိုငြိမ်ဝတ်သွားစေနိုင်တယ်ထူးခြားတဲ့အသိဉာဏ်တစ်ခုကိုရရှိစေနိုင်တယ်နောက်ဆုံးကဘဝဒုက္ခကလုံးဝလွတ်မြောက်သွားတဲ့နိဗ္ဗာန်အတွက်လေနိဗ္ဗာန်ကိုပို့ဆောင်ပေးနိုင်တဲ့အကျင့်ဒီလိုဆိုတာအဲ့တော့မေဇိမပฏิပဒါအလယ်လို့ဘာသာပြန်ကြမေဇိမဆိုအလယ်ရဲ့သဘောကတချို့အဓိပ္ပာယ်ကောင်းလွယ်လိမ့်မယ်ဟိုဘက်လည်းမလုပ်ဘူးဒီဘက်လည်းမလိုက်ဘူးအလယ်ကသွားတယ်ဟိုဘက်လည်းမလိုက်ဘူးဒီဘက်လည်းမလိုက်ဘူးဆိုလို့ရှိရင်ခြံစည်းရိုးပေါ်မှာခွတ်ထိုင်တဲ့လူလိုလားနော်ဟိုဘက်လည်းမဆင်ဘူးဒီဘက်လည်းမဆင်ဘူးตาယာသွားဖို့အလယ်ကောင်ကလျှောက်ထားလားလို့ဒီလိုမေးစရာရှိတယ်ဒီနေရာမှာအလယ်လမ်းစဉ်ဆိုတာနော်ချမ်းသာလုံးဝချမ်းသာကိုသာခံစားတဲ့လမ်းစဉ်ကတစ်ဖက်ဆွမ်းရောက်တယ်လုံးဝဆင်းရဲခံတဲ့လမ်းစဉ်ကတစ်ဖက်ဆွမ်းရောက်တယ်အဲ့တော့မြတ်စွာဘုရားရဲ့မေဇိမပฏิပဒါဆိုတာချမ်းသာကခံစားတဲ့နဲ့ချမ်းသာခံစားရမယ်ဆင်းရဲခံတဲ့ရင်ခံရမယ်ဆိုတဲ့မေဇိမပฏิပဒါဒီလိုဆိုလိုတာနော်ဟိုနှစ်ခုကိုရှောင်တယ်ဆိုတာချမ်းသာဆိုတဲ့နေရာမှာကာမချမ်းသာကိုတော့ရှောင်ဇာနာဒုက္ခတို့မက္ခဓမ္မဒုက္ခတို့ဒီလိုချမ်းသာမျိုးတော့ခံစားဒီလိုဆိုလိုတာနော်မေဇိမပฏิပဒါရဲ့အဓိပ္ပာယ်နောက်တစ်ခါခန္ဓာကိုယ်ကိုပင်ပန်းအောင်မလုပ်ရဘူးလို့ဒီလိုပြောတာမဟုတ်ဘူးမှန်ကန်တဲ့လမ်းကြောင်းပေါ်တက်ပြီဆိုလို့ရှိရင်အယိုးချေချေအရေးခန်းခန်းနော်မရမချင်းကြိုးစားအထောက်မှုခန္ဓာကိုယ်ပင်ပန်းခြင်းပင်ပန်းပါစေအသားအသွေးတွေ၆ချင်၆သွားပါစေအယိုးချေပါစေအရေးခန်းပါစေကြိုးပမ်းအထောက်ရမယ်ဒီလိုဆိုလို့လားအကျိုးမရှိဘဲနဲ့ဒုက္ခခန္ဓာတက်မဖြစ်စေရဘူးအကျိုးရှိမယ်ဆိုရင်ဒုက္ခခန္ဓာလို့ဒီလိုပြောအဲ့တော့မေဇိမပฏิပဒါအဓိပ္ပာယ်ကတခြားနားလည်နေတဲ့အဓိပ္ပာယ်တွေနဲ့အလုံးကွာတချို့ကအခုနိုင်ငံရေးနဲ့ပတ်သက်တဲ့အခါကျတော့ non align ဆိုပြီးဘက်မလိုက်ဆိုပြီးတော့လောက်တာရှိသေးတယ်လေဒီမௌဒ္ဒရဲ့မေဇိမပฏิပဒါဆို non align ကိုပြောတာမဟုတ်ဘူး non align ကိုပြောတာမဟုတ်ဘူးခွဲခြားစိတ်ဖာဝေဖန်ပြီးတော့ချမ်းသာခံတဲ့ချမ်းသာမျိုးခံစားရမယ်ဆင်းရဲဒုက္ခခံသိရင်ခံရမယ်ဟော
ဒီလိုဆိုလို့လားမျက်စိမှပฏิပဒါခံစားတဲ့နဲ့ချမ်းသာခံစားတဲ့နဲ့ဒုက္ခခံမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်အောင်တဲ့ဒီဟာကိုမျက်စိမှပฏิပဒါလို့ပြောတာအဲ့ဒီမျက်စိမှပฏิပဒါဆိုတာလေတခြားမဟုတ်ဘူးဒီမဲ့ခင်၈ပါးအကျင့်တရားဟောမြတ်စွာဘုရားကအရဏကျင့်စဉ်ကိုကျင့်တော်မယ်လို့ဆိုတဲ့အခါမှာရှောင်ရမှနဲ့ဆောင်ရမှရှေးဥစွာအရင်ဟောကြားတယ်ပြီးတဲ့အခါကျတော့ဘာပြောလဲဒီအကျင့်လမ်းကြောင်းအမှန်ပေါ်ရောက်လာတဲ့အခါမှာဒုတိယတတိယအချက်ကဘာရေးကြည့်တုံးဆိုဥတ္တာဒနင်္စစဉ္ညာအပတ္တာဒနင်္စစဉ္ညာမြတ်စွာဘုရားဟောတာဥတ္တာဒနာဆိုတာမြောက်ပြောတာလည်းမလုပ်ရမြောက်ပြောတာဆိုတာသိရမယ်နှိမ့်ချပြောတာလည်းမလုပ်ရနှိမ့်ချပြောတာကိုလည်းသိရမယ်တဲ့အဲ့ဒါကြောင့်မလို့မြောက်ပြောတာလည်းမြောက်ပြောတာနဲ့နှိမ့်ချပြောတာဒီနှမျိုးခွဲဖြားသိပြီးတော့တဲ့နှိမ့်ချပြီးတော့လည်းမပြောနဲ့မြောက်ပြီးတော့လည်းမပြောနဲ့ဓမ္မကိုပဲပြောတဲ့ဒါမစ္စအရဏပฏิပဒါတကယ်ကိုအပြစ်ကင်းတဲ့ကျင့်စဉ်တစ်ခုလောကလူတွေကမြောက်ပြောခြင်းနဲ့အကျင့်လေးလည်းရှိတယ်နှိမ့်ချပြောခြင်းနဲ့အကျင့်လေးလည်းရှိတယ်ဒါကဆရာသမားတွေကတပည့်ကိုမကောင်းတာကြတော့နှိမ့်ချပြောရတဲ့အခါရှိမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုယ်တိုင်ကိုပဲဒီဟာကဘုရားကိုယ်တိုင်ပဲနှိမ့်ချပြောရတာမျိုးတွေရှိတယ်ပေါ့ဘာလို့လဲဆိုဆုံးမသွန်သင်တာကိုဉာဏ်တော်တွေကိုတခါမောကပုရိသအလကားကောင်ဘာမှအရေးချင်းမရှိတဲ့အကောင်နဲ့ဘုရားကတခါပြောတာပဲလေနှိမ့်ချပြီးတော့ပြောတာပဲဓမ္မရင်ပြောတာမဟုတ်ဘူးကောင်းတဲ့ပုဂ္ဂိုလ်ကြတော့လည်းပဲဟာတော်တယ်မဟာပညာထက်မြက်တဲ့ကြီးမားတဲ့ပညာရှိတယ်အာသပညာရှင်လန်းတဲ့ပညာရှိတယ်နဲ့ချီးမွမ်းပြီးပြောတဲ့ခါလည်းပြောသို့တော့အရဏပฏิပဒါကြတော့မြောက်ပြောတာလည်းသိထားရမယ်နှိမ့်ချပြောတာလည်းသိထားပြီးတဲ့အခါမှာမြောက်ပြီးတော့လည်းမပြောနဲ့နှိမ့်ပြီးတော့လည်းမပြောနဲ့ဒီလိုဆိုလို့တာနော်ဓမ္မတက်ကိုသာပြောပါတဲ့ပုဂ္ဂိုလ်နဲ့ပတ်သက်လာရင်မြောက်ပင်နာတို့နှိမ့်ချတာတို့ဒီလိုတွေဖြစ်တတ်တယ်တဲ့ဟောအရဏပฏิပဒါဆိုတာတကယ်ကိုပြောစရာဆိုစရာမရှိတဲ့ပฏิပဒါမျိုးဟောနောက်တစ်ခုကဘာတော့ဆိုဒုက္ခဝိနိစ္စယဆင်ညာချမ်းသာဒုက္ခဟာငကိုယ်တည်းကဆုံးဖြတ်မတူညီတဲ့ချမ်းသာဒုက္ခဆိုတာရှိတယ်လောကအဲ့ဒီချမ်းသာဒုက္ခကိုသိပြီးတဲ့အခါမှာတဲ့မိမိရဲ့တဏ္ဍာမှာချမ်းသာဒုက္ခခံစားတဲ့နဲ့ချမ်းသာဒုက္ခကိုခံစားဖို့ကြိုးစားရဟောဒါကအရဏပฏิပဒါမှာနံပါတ်၄အနေနဲ့ဒီလိုဟောတယ်နောက်တစ်ခုကြတော့ပါလဲလို့ဆိုရင်ရဟောဝါဒံနဘာတိယကွယ်ရမှာအပြစ်ပြောတာအဲ့ဒါမျိုးမလုပ်ပါနဲ့ကွယ်ရမှာအပြစ်ပြောခြင်းနဲ့ကွယ်ရမှာအပြစ်မပြောရဘူးတမ္မုခာနခိနံပနေမျက်မှောက်ရှိမှလည်းပဲရှုတ်ချမှုကိုမပြောရဆိုလိုတာကကွယ်ရမှာလည်းအပြစ်မပြောနဲ့ရှေ့တဲ့မှာလည်းမရှုတ်ချနဲ့အဲ့ဒါလိုနေနိုင်အောင်ကျင့်ရမယ်လို့ဒီလိုပြောတာအဲ့တော့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့မပတ်သက်အောင်နေတဲ့အဓိပ္ပာယ်ပြောပုဂ္ဂိုလ်ဆိုလို့ရှိရင်တချို့ကကွယ်ရာကိုအတင်းပြောတယ်အပြစ်ပြောတယ်တကယ်အပြစ်ရှိလို့ပြောလည်းပဲကွယ်ရာအပြစ်ပြောတယ်ခေါ်တာပဲပေါ့အပြစ်ကိုပြောမယ်ဆိုရင်ကွယ်ရာအပြစ်ပြောရှေ့တဲ့မှာပြောတယ်ဆိုရင်ရှုတ်ချသူ့မျက်မှောက်မှာလည်းပဲမရှုတ်ချနဲ့သူ့ကွယ်ရာမှာလည်းအတင်းမပြောနဲ့ကဲ့ရဲ့မှုမပြောနဲ့ဒါအရဏပฏิပဒါတစ်ခုနောက်တစ်ခုကအပြောဆိုနဲ့ပဲပတ်သက်တယ်ဘာလို့ဆိုရင်စကားပြောတော့မယ်ဆိုလို့ရှိရင်တဲ့အစောတလင်မစင်မကျင်နဲ့မပြောလိုက်နဲ့ဘာစကားပြောစဉ်းစားပြီးတော့စင်ချင်းပြောရမစင်မကျင်စကားကိုမပြောရဘူးဒါကတစ်ခုနောက်ဆုံးနံပါတ်9ကျင့်စဉ်ကြတာပါတော့ဆိုရင်စကားလုံးနဲ့ပတ်သက်လာတဲ့အခါမှာအစွဲလမ်းမထားရစကားလုံးနဲ့ပတ်သက်ပြီးဆွဲလမ်းမထားတချို့ကစကားလုံးသူပြောတာမှမှန်တယ်ငါပြောတာ
သူပြောတာမှမှန်တယ်ဒီပြင်သူပြောတာမမှန်ဘူးလို့စနပဒနိရုဒ္ဓိလို့ခေါ်တယ်စနပဒနိရုဒ္ဓိဆိုတာဒိုင်းလက်ပေါ့ဒိုင်းလက်ဆိုတာဘာသာစကားတစ်ခုပဲဒေသဆိုင်ရာဘာသာစကားတစ်ခုနဲ့ပတ်သက်ပြီးတော့အစွဲလမ်းမထားရအစွဲလမ်းမထားပဲနဲ့လောကအသုံးတစ်ခုအနေနဲ့အလွန်အကျွံမှတ်ယူတာမျိုးမလုပ်ရဘူးနားလည်ပေးရမယ်ဒီလိုဆိုလိုတာတစ်ဖက်သားရဲ့စကားလုံးကိုနားလည်ပေးရမယ်ဒါဟာဒီကျင့်စဉ်9ရက်ဟာအရဏပฏิပဒါကျင့်စဉ်9ရက်ပဲအဲ့တော့ပြန်ချုံးပြီးတော့ပြောမယ်ဆိုလို့ရှိရင်ကာမဒုက္ခခံစားတာမှားရတဲ့အကျင့်တစ်ခုခန္ဓာကိုယ်ပင်ပန်းရုံလှုပ်တာမှားရတဲ့အကျင့်တစ်ခုအဲ့ဒီနှစ်ခုကိုရှောင်ရှားပြီးတော့မစ္စိပပฏิပဒါကျင့်တာမှန်ကန်တယ်နံပါတ်3ကမြောက်ပင်လည်းမပြောရဘူးနှိမ့်ချပြီးတော့လည်းမပြောရဘူးနံပါတ်4ကကွဲပြားခြားနားမှုရှိတဲ့ချမ်းသာ2မျိုးကိုကွဲပြားသိပြီးတော့မိမိတဏ္ဍာမှာချမ်းသာခံစားတဲ့နာကိုချမ်းသာခံစားရမယ်နံပါတ်5ကကွဲရမှအပြစ်မပြောနဲ့ရှေ့မျက်မှောက်မှာလည်းပဲရှုတ်ချမှုကိုမပြုနဲ့နံပါတ်6ကစကားပြောရင်မစင်မချင်းမပြောနဲ့နံပါတ်9ကအတုံးအနှုံဝေါဟာရနဲ့ပတ်သက်လာလို့ရှိရင်အစွဲလန်းကြီးမထားနဲ့ဒီလိုဆိုလို့အဲ့ဒီကျင့်စဉ်ဟာမြတ်စွာဘုရားသခင်ကိုရောမြတ်ကခေါင်းစဉ်ပေးပြီးတော့အရဏဝိပင်ကတုတ်မှာခေါင်းစဉ်ပေးပြီးတော့ရှင်းဥစွာဒီလိုဟောတာအဲ့တော့ခေါင်းစဉ်ပေးပြီးတော့ဟောတဲ့အခါအဲ့ဒါကိုထပ်ပြီးတော့ခွဲပြကာမဒုက္ခချမ်းသာကိုခံစားတဲ့အကျင့်ဟာမိစ္ဆာပฏิပဒါမှားရတဲ့အကျင့်တစ်ခုဖြစ်တယ်။ဘာဖြစ်လို့မှားလဲအသိဉာဏ်ကိုမပေးနိုင်အသိဉာဏ်မပေးတဲ့ရှုထောင့်ကနေပြီးတော့မှားတယ်လို့ပြောဉာဏ်ပညာကိုမထက်မြက်စေဘူးဉာဏ်ပညာမထက်မြက်စေုံမကဒုက္ခတွေနောက်ကလိုက်ပင်မဆင်းရဲမှုတွေနောက်ကလိုက်ဟုတ်မို့စဉ်းစားကြည့်ကာမဂုဏ်အာယုန်တွေနောက်လိုက်ပြီးတော့ကာမဂုဏ်တွေနဲ့ပျော်ပါတဲ့ပုဂ္ဂိုလ်တယောက်နောက်ဆုံးကြတော့ဒုက္ခနဲ့ပဲအဆုံးသတ်တာပဲလေဆင်းရဲဒုက္ခနဲ့ပဲအဆုံးသတ်ဒါကြောင့်မို့လို့ဒီကာမချမ်းသာခံစားမှုဟာမိစ္ဆာပฏิပဒါမှားရတဲ့အကျင့်တစ်ခုဖြစ်တယ်ကာမချမ်းသာကိုမခံစားတာကြတော့တမ္မာပฏิပဒါမှန်ကန်တယ်ဘာဖြစ်လို့မှန်ကန်တာတော့ဆိုအသိဉာဏ်ကိုဖြစ်ပေါ်စေတယ်ကောင်းကောင်းအာယုန်တွေကထွက်ခွာပြီးတော့ကာမချမ်းသာခံစားဖို့မကြိုးစားပဲနဲ့နေတာဟာဒါမှန်ကန်တဲ့အချက်တစ်ခုဆိုပါစို့အခုတရားလာပြီးတော့နာကြတဲ့ပရိသတ်ရုပ်ရှင်ဇာတ်ကားကြည့်နေတဲ့ပရိသတ်မတူဘူးလေရုပ်ရှင်ဇာတ်ကားကြည့်နေတဲ့ပရိသတ်ကဇာလန်းကောင်းကောင်းနဲ့ဟိုအပြတဲ့ရုပ်ပုံလေးတွေကြည့်လို့နော်ပျော်ရွှင်မှုတွေခံစားနေကြပျော်ရွှင်မှုကိုခံစားအဲ့ဒီခံစားမှုနောက်ွယ်မှာဘာတွေပါတော့ဆိုရင်ဟိုကငိုပြလို့ရှိရင်ကိုကဝန်းနေတယ်လို့ဖြစ်ရတယ်နော်ဟိုကရည်ပြရင်လည်းပဲကိုကသဘောတွေကြတယ်အဲ့ဒီထဲမှာဟိုလူချမ်းနဲ့နှိမ့်ဆက်တဲ့လူနဲ့ပါလာလို့ရှိရင်တစ်ဖက်ကိုအားပေးလို့တဲ့စိတ်တွေပါတယ်ဆိုပါစို့ဘော်ပွဲကြည့်လို့ရှိရင်ကိုယ်နဲ့လည်းဆိုင်တာမဟုတ်ဘူးတစ်ဖက်ကိုအားပေးပြီးသားဖြစ်နေတတ်တယ်ဘော်ပွဲကြည့်ရင်တစ်ဖက်ဆိုရင်တစ်ဖက်ကိုကိုယ်အားပေးပြီးသားဖြစ်တယ်တစ်ဖက်ကိုနိုင်စေခြင်းနဲ့တစ်ဖက်ကိုရှုံးစေခြင်းနဲ့ဆိုတဲ့မညီမျှတဲ့စိတ်ဓာတ်တွေဝင်လာတတ်တယ်ရုပ်ရှင်ကြည့်ပွဲကြည့်ရင်လည်းပဲဒီတိုင်းပဲလူရဲ့စိတ်ဟာတည်ငြိမ်တဲ့တိမှတ်တဲ့စိတ်မရှိတော့ပြောင်းလဲတယ်အဲ့ဒါကြောင့်မို့လို့အပြစ်အနာစာတွေရှိသည့်အတွက်ကြောင့်ဒါမိစ္ဆာပฏิပဒါအဲ့ဒီလိုကာမချမ်းသာတွေကနေထွက်ခွာပြီးတော့ကာမချမ်းသာတွေနဲ့ဝေးလံပြီးအတိညာဏ်တက်ကိုရှာဖွေတဲ့ဟာကြတော့ဥပမာမယ်တရားဓမ္မနာတဲ့အခါတရားတွေကလာတဲ့အတိညာဏ်လေးတွေနဲ့ကြတော့ခုနကလိုဟိုမလိုလားအပ်တဲ့အနေအထားတွေတခုမှမဖြစ်ဘူးတရားနာပြီးတော့မုန်းစရာတွေတွေ့လို့မုန်းရတယ်ဆိုတာလည်းမရှိဘူးဒီလိုဇာလန်းဇက်ွက်တွေနာရင်တော့ဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော်တကယ်တရားဒီအနိတ္တရတရားပိုင်းကိုနာမယ်ဆိုလို့ရှိရင်တော့အတိညာဏ်ပေါ်မှာ
စိတ်ဟာကြည်နူးပြီးတော့ချမ်းသာဒုက္ခတွေရဒါကြောင့်မို့လို့သူကသမ္မာပฏิပဒါလို့ခေါ်တယ်ကာမချမ်းသာခံစားဖို့မကြိုးစားတာနောက်တစ်ခါမဂ္ဂင်၈ပါးအကျင့်တရားဆိုတာတော့ပြောเสียမလို့သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိမြတ်စွာဘုရားမဂ္ဂင်၈ပါးဟောထားတာအဗ္ဗဓမ္မစနစ်ကြဘာလို့လို့မှန်မှန်ကန်ကန်မြင်ဖို့ဆိုတာအရေးကြီးကိစ္စတိုင်းဟာဒါအရေးကြီးဆုံးဒါမို့အဲ့ဒါကိုသမ္မာဒိဋ္ဌိဆိုတာ right understanding သို့မဟုတ် right vision မှန်မှန်ကန်ကန်မြင်တာအမှန်တိုင်းမြင်ဖို့ဘယ်ကိစ္စဖြစ်ဖြစ်မှန်မှန်ကန်ကန်မြင်ဖို့လိုအပ်တယ်ပေါ့မြတ်စွာဘုရားတရားတော်နဲ့ပတ်သက်လာတဲ့အခါမှာလည်းပဲသဘာဝအစစ်မှန်ကိုအမှန်မြင်ဖို့ပဲဒါဖြင့်အမှန်မြင်ဖို့အတွက်ဘာလိုအပ်လဲဆိုရင်မှန်မှန်ကန်ကန်တွေးတောမှုဟာအမှန်မြင်ဖို့အတွက်ထောက်ကူဖြစ်တယ်ဒါကြောင့်မို့သမ္မာသင်္ကပ္ပပြီးတော့သမ္မာဒိဋ္ဌိပြီးတော့သမ္မာသင်္ကပ္ပကိုဟောတာတခါသမ္မာသင်္ကပ္ပပြီးတော့သမ္မာဝါစာကိုဘာလို့ဟောတာတုံးလို့ဆိုလူတွေကစကားပြောပြီဆိုရင်တွေးပြီးမှပြောတာသမ္မာသင်္ကပ္ပမှန်မှန်ကန်ကန်တွေးတောတယ်ဆိုတဲ့အခါပြောတဲ့စကားကလည်းမှန်ကန်လာတာပေါ့ဒါမှမဟုတ်သမ္မာဝါစာဖြစ်တယ်သမ္မာဝါစာပြီးတော့သမ္မာကမ္မန္တဘာလို့ဟောတာလဲလို့ဆိုလူတွေကအလုံးလုံးတယ်ဆိုတာပြောပြီးမှလုပ်ကြတာဟောသမ္မာဝါစာပြီးတော့သမ္မာကမ္မန္တအမှန်ပြောရင်အမှန်လုပ်သွားအမှန်ပြောအမှန်လုပ်ခြင်းဟာအသက်ဝေးမှုမှန်ကန်ခြင်းအကြောင်းတွေဖြစ်လို့သမ္မာအာဇီဝဆိုသမ္မာအာဇီဝမှန်ကန်တဲ့အသက်ဝေးမှုရှိတဲ့ပုဂ္ဂိုလ်တိုင်းဟာလုံလဝိရိယရှိဖို့လိုအပ်တယ်ပြင်းလို့မရဒါကြောင့်မို့သမ္မာဝါယာမကြိုးစားအထုတ်ပြီးဆိုရင်တတိဟာအရေးကြီးတယ်ဒါကြောင့်မို့သမ္မာတတိရှိလာတဲ့အခါစိတ်ကိုတည်ငြိမ်အောင်လုပ်ဖို့လိုတယ်သမ္မာသမာဓိဆိုမဂ္ဂင်၈ပါးဒါနဲ့ဖွဲ့စည်းထားတယ်ဒီရည်ချင်းရှိရကလုံးတစ်စီတီဖြစ်သွားပြီဆိုရင်မဂ္ဂလို့ခေါ်တာပဲတစ်ခုစီစွမ်းဆောင်နေတာကြတော့မဂ္ဂင်ကအာလုံးတညီတီစွမ်းဆောင်သွားရင်မဂ္ဂဘယ်လိုစွမ်းဆောင်တာလဲမဂ္ဂကိုအထက်ကရာဆရာတွေအဓိပ္ပာယ်ဖွင့်ထားတာအမှန်တမ်းစိတ်ဝင်စားစရာကောင်းတယ်မက္ခကိုနိုင်ငံခြားဘာသာပြန်တဲ့လူတွေကတော့ path လို့ပဲဒီလောက်ပဲပြန်တယ်လမ်းလို့ပြန်အမှန်ကအဲ့ဒီတဲ့ပိုလွန်တဲ့အဓိပ္ပာယ်ရှိမက္ခဆိုတဲ့စကားလုံးဟာဒီရှစ်ခုအစုအဝေးကိုခေါ်ဒီရှစ်ခုရဲ့အစုအဝေးအဲ့ဒီရှစ်ခုအစုအဝေးကိုဘာကြောင့်မက္ခလို့ခေါ်တာတော့ဆိုနံပါတ်1အဆင့်နဲ့ဖွင့်တဲ့အဓိပ္ပာယ်ကနိဗ္ဗာန်တ္ထိကေဟိမက္ခိယတိတိမခေါ်တယ်နိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်တွေရှာရမှာတဲ့နိဗ္ဗာန်လိုချင်ပြီဆိုရင်ဆုတောင်းနေုံနဲ့မရဘူးကိုယ်တဏ္ဍမှာဟောဒီမဂ္ဂင်၈ပါးရအောင်ထူထောင်ရမယ်ရှာဖွေရမယ်ဒီလိုဆိုလို့ချမ်းသာခြင်းပတ်စံရှာရလို့ပဲနိဗ္ဗာန်ကိုလိုချင်ပြီဆိုရင်ဟောဒီမဂ္ဂင်၈ပါးကိုယ်တဏ္ဍမှာရအောင်တော့ဒါကြောင့်မို့လို့နိဗ္ဗာန်လိုချင်သူတွေရှာရမယ်တရားဖြစ်သောကြောင့်မက္ခလို့ဒီလိုနာမည်ပေးတာဟောနောက်တစ်ခါရှာဆိုတာဟုတ်ပြီနိဗ္ဗာန်ကိုဘယ်သူကရှာပေးမှာလဲကိုကနိဗ္ဗာန်ကိုလိုချင်လို့မဂ္ဂင်၈ပါးကိုထူထောင်လိုက်တယ်ကျင့်ကြံကြိုးကိုအထုတ်တယ်နိဗ္ဗာန်ကိုဘယ်သူကရှာပေးမှာတော့ဆိုနိဗ္ဗာန်မဂ္ဂတိခဝေတတိတိမေခောတဲ့နောက်တစ်ဆင့်ကြတော့နိဗ္ဗာန်ကိုရှာတယ်ဆိုတာဘယ်သူကမှရှာပေးမှာမဟုတ်ဘူးဟောဒီမဂ္ဂင်၈ပါးရှာပေးမှာဒီလိုဆိုလို့သူကနိဗ္ဗာန်ကိုရှာပေးတဲ့အရာဒါဖြင့်ရှာတယ်ဆိုတာဘယ်ပုံရှာတာတုံးလို့ဆိုကိလေသေမာရင်တော့နိဗ္ဗာန်ကိစ္စတိတိမေခောကိလေသာတွေကိုဖယ်ရှားပြစ်ပြီးနိဗ္ဗာန်ကိုရောက်အောင်ပို့ပေးလိုက်တာဒါသူလုပ်တဲ့လုပ်ငန်းစဉ်တွေပေါ့အဲ့တော့ဒီမဂ္ဂင်၈ပါးဟာဝိပဿနာအခိုက်မှာဆိုလို့ရှိရင်ဟာမနီမဖြစ်သေးဘူးတစ်ခုနဲ့တစ်ခုမညီညွတ်သေးဘူးဝိပဿနာကျင့်စဉ်ရင့်တန်လာပြီဆိုလို့ရှိရင်တစ်ခုတည်းလို့ဖြစ်သွားစွမ်းရည်တတ္တိတွေကမြင့်သွားတဲ့အခါကျတော့၈ပါးလို့မပြောရတော့အောင်တစ်ခုတည်းဖြစ်သွားစွမ်းဆောင်သွားတယ်အလုံးဟာတညီတည်းစွမ်းဆောင်တယ်မြင်း၈ကောင်ကထားကပြီးတော့မောင်းနေရထားနော်ခွာသံတစ်ချက်တည်းပဲကြာတယ်ဘာလို့လဲဆိုတညီတည်းကြာသွားတဲ့အခါခွာသံတတန်တည်းပဲကြာအဲ့ဒါလို့အလုံးတညီတည်းဖြစ်သွားပြီဆိုရင်ခုနစွမ်းဆောင်မှုတွေအကုန်တက်လာ
အဲ့ဒါကိုမက္ခလို့ခေါ်တာပဲလောကုတ္တရာမက္ခရောက်သွားလို့ရှိရင်အလုံးဟာတညီတဲ့ဆွမ်းဆောင်ဒီလိုအိဗယ်ရဒါကြောင့်မလို့အရိယသူတော်စင်ကြီးကျင့်ကြံကြုတ်ကုန်အားထုတ်ရတဲ့ဒီမဂ္ဂင်၈ပါးအကျင့်ကျင့်ကြံကြုတ်ကုန်အားထုတ်ရမယ်ဒါကျင့်မှအသိဉာဏ်လူတွေရပြီးနောက်ဆုံးနိဗ္ဗာန်ကိုရောက်နိုင်တယ်လို့ဒီလိုမြတ်စွာဘုရားဟောတာအဲ့ဒီမှာဒီနံပါတ်3အရာဖြစ်တဲ့ဒါကကျင့်စဉ်နဲ့ပတ်သက်တဲ့နံပါတ်1နဲ့2ကိုမြတ်စွာဘုရားအရင်ဟောပြီးတော့လိုက်နာကျင့်သုံးရမယ့်ကိစ္စတစ်ခုပါဒါလူတိုင်းလိုက်နာကျင့်သုံးတာတော့မဟုတ်ဘူးရှင်သာရိပုတ္တရာတို့လည်းလိုက်နာကျင့်သုံးမှုမရှိဘူးဒီဟာဘာလို့ဆိုရင်ချီမြောက်ပြီးတော့မြောက်ပင့်ပြီးတော့မပြောရဘူးနှိမ့်ချပြီးတော့မပြောရဘူးတရားကိုသာဟောရမယ်ဆိုတဲ့ဒီအချက်အဲ့တော့မြောက်ပင့်ပြီးတော့ပြောတယ်ဆိုတာကာမဒုက္ခအကျင့်ကိုကျင့်နေတဲ့ပုဂ္ဂိုလ်တွေဟာမကောင်းဘူးကာမဒုက္ခအကျင့်ကိုမကျင့်တဲ့ပုဂ္ဂိုလ်မှကောင်းတယ်လို့ပုဂ္ဂိုလ်ကိုဥတည်ပြီးတော့ပြောတာဟာမကောင်းဘူးလို့ပြောတာနှိပ်ပြောတာကောင်းတယ်လို့ပြောတာမြောက်ပြောတာဒီလိုဆိုလိုတာပေါ့နော်အတ္တကိလမထာလူယောဂအကျင့်ကိုကျင့်တာမကောင်းဘူးမကျင့်မဲနေတာကကောင်းတယ်ဒါလည်းနှိပ်ပြောတာနဲ့မြောက်ပြောတာနှစ်ခုဖြစ်တယ်အဲ့ဒီနှစ်ခုလုံးကိုရှောင်ရင်ဘယ်လိုပြောမလို့ကာမဒုက္ခဆိုတဲ့အကျင့်ဟာမကောင်းဘူးမှားယွင်းတဲ့အကျင့်တစ်ခုဖြစ်တယ်အတ္တကိလမထာလူယောဂအကျင့်ဟာလည်းပဲမှားယွင်းတဲ့အကျင့်ပဲဖြစ်တယ်လို့ပြောလို့ရှိရင်ပုဂ္ဂိုလ်ကိုနှိပ်တာလည်းမဟုတ်ဘူးဟုတ်လားမြောက်တာလည်းမပါဘူးအဲ့ဒါလို့လွတ်လွတ်ကင်းကင်းစကားပြောတတ်တဲ့အနေအထားမျိုးဒါအာရဏပฏิပဒါလို့ဒီလိုပြောအာရဏပฏิပဒါနောက်တစ်ခါချမ်းသာဒုက္ခနဲ့ပတ်သက်လာတဲ့အခါချမ်းသာဒုက္ခဆိုတာငကိုယ်တည်းခွဲခြားထားပြီးသားချမ်းသာဒုက္ခ2မျိုးရှိတယ်ကာမဒုက္ခနိက္ခမဒုက္ခကာမဒုက္ခဆိုတာမျက်စိကနေချမ်းသာမှုမျက်စိကနေပြီးတော့နှစ်သက်စရာအာယုံကိုကြည့်ပြီးတော့ချမ်းသာမှုရှာတယ်နားကနှစ်သက်စရာအတန်နားထောင်ပြီးတော့ချမ်းသာမှုကိုရှာချမ်းသာမှုကိုရနှာခေါင်းကအနံ့ရှူပြီးတော့ချမ်းသာမှုကိုရလျှာကအရသာခံပြီးတော့ချမ်းသာမှုကိုရခန္ဓာကိုယ်ကထိတွေ့ခံစားပြီးတော့ချမ်းသာဒုက္ခကိုရအဲ့ဒီကာမဒုက္ခဒီကာမဒုက္ခကိုမြတ်စွာဘုရားကမီလဒုက္ခဆက်ဆုပ်เสียကောင်းတဲ့မစင်လို့ချမ်းသာဒုက္ခမျိုးတွေပုထုဇဏဒုက္ခလူတိုင်းကြိုက်တဲ့ချမ်းသာမျိုးဖြစ်တယ်အနရိယဒုက္ခပုရုဇဉ်နေတာခံစားတဲ့အရိယာပုဂ္ဂိုလ်တွေကမခံစားဘူးတဲ့အဲ့ဒီချမ်းသာမျိုးအဲ့ဒီချမ်းသာမျိုးကိုနသေဝိတ္တပမမီဝဲတိုက်ဘူးမခံစားတိုက်ဘူးနော်ပဟာတ္တပပဲ့သင့်တယ်အဲ့ဒီချမ်းသာမျိုးကကြောက်ရမယ်ဘာဖြစ်လို့ကြောက်ရမှာတော့ဆိုအဲ့ဒီချမ်းသာဒုက္ခခံစားနေဘာတွေတိုးလို့ရာဂတွေတိုးလာလောဘတွေပဲတိုးလာကဲကောင်းပြီလောဘတိုးလာတယ်လောဘတွေပဲတိုးသလားလို့ဆိုမဟုတ်ဘူးလူဆိုတာလိုချင်တာရနေရင်လောဘလိုချင်တာမရတော့ဘူးဆိုတဲ့အခါဒေါသလောဘဖြစ်ရင်နောက်ကဒေါသလိုက်လာနောက်တစ်ခါလိုချင်တာလေးရနေတာကိုဆုံးရှုံးသွားမှအတွက်တောကလောဘပြီးရင်တောကလာမယ်ဒါမှမဟုတ်တွေ့တာမှုရှိတဲ့နေရာတောကဆိုတာပါအဲ့ဒီချမ်းသာမျိုးတွေဟာဘယ်တော့မှချမ်းသာဒုက္ခဆစ်စစ်မရှိဘူးတဲ့နောက်ကတတိကြီးလိုက်လာတာကပြဿနာတွေကြီးပဲကောင်းတော့ဆင်းရဲဒုက္ခတွေကြီးပဲလိုက်လာတယ်ဒီလိုဆိုတာအဲ့ဒါကြောင့်မို့လို့ကာမဒုက္ခကိုမခံစားရဒါဖြင့်ဘယ်လိုဒုက္ခမျိုးခံစားရမှာလို့ဆိုနိက္ခမဒုက္ခကာမဂုဏ်တွေကနေထွက်ပြီးတော့ကြည့်ကာမဂုဏ်တွေနဲ့ဝေးအောင်ရှောင်လိုက်မျက်စိလေးမိတ်ပြီးတော့မဟုတ်တပဋ္ဌာန်းချင်းစဉ်တစ်ခုကျင့်တယ်ကတိုင်းအာယုံလေးပေါ်မှာတမာရီတည်ငြိမ်အောင်လုပ်လိုက်တယ်လုပ်လိုက်တဲ့အခါကျတော့ကာမဂုဏ်စိတ်တွေကဝေးလာဒီအာယုံလေးပေါ်မှာစိတ်ကလေးကတည်ငြိမ်လာ
တည်ငြိမ်လာတဲ့အခါမှာဘာတွေဖယ်ရှားပြီးသားဖြစ်သွားတော့ဆိုကာမဂုဏ်ချမ်းသာခံစားခြင်းနဲ့စိတ်မရှိတော့မရှိသည့်အတွက်ကြောင့်ဒီအာယုန်နဲ့ပတ်သက်ပြီးမလိုမုန်းတီးဆိုတာမုန်းတီးမှုဆိုတာလည်းမဖြစ်တော့ဆိုလိုတာကာမိဆန္ဒဆိုတာမလာဘူးကာမိဆန္ဒမလာသည့်အတွက်ကြောင့်အလိုမကျတဲ့ဖြာပါဒဆိုတာလည်းမလာဘူးဒီအာယုန်ပေါ်မှာခုနကလိုခံစားပါများတဲ့အခါမှာစိတ်ထဲမှာအီးလာပြီးတော့เนาะခန္ဓာကိုယ်ကပင်ပန်းလာပြီးတော့ညှင်းငွေ့လာတာမျိုးလည်းမလာဘူးကာမဂုဏ်အာယုန်ဆိုတာညှင်းငွေ့လာတယ်လေဘယ်လောက်ခံစားနိုင်မှာလဲတခြင်းနားထောင်ကြည့်ပါလားဘယ်လောက်ကြာအောင်နားထောင်เนาะဇန်ချမ်းသာကြတော့တဏီကုံနေတရက်လုံးနေเนาะတပတ်လုံးနေညှင်းငွေ့လာတယ်လည်းမရှိဘူးကာမဂုဏ်အာယုန်နေကြတော့မဟုတ်ညှီးလာတယ်နောက်ချကာမဂုဏ်အာယုန်ကညှီးလာပင်ပန်းလာမခံစားနိုင်တော့ဟောနိက္ခမဒုက္ခဆိုတဲ့စိတ်ကလေးကိုတည်ငြိမ်အောင်လုပ်ပြီးတော့ rest လုပ်ထားတာနော်အာယုန်လေးပေါ်မှာ rest လုပ်ထားပြီးဆိုလို့ရှိရင်ဘာဖြစ်လာတော့ဆိုရင်ကာမဆန္ဒတွေလည်းမရှိတော့ဘူးအလိုမကျတာတွေလည်းမရှိတော့ဘူးစိတ်ဆုပ်နစ်ပြီးတော့တွန့်ဆုပ်သွားတာတွေလည်းမရှိတော့ဘူးနောက်တစ်ခါစိတ်လေလွင့်တာလည်းမရှိဘူးစိတ်ပူလောင်တာလည်းမရှိဘူးတဏှာဖြစ်နေတာလည်းမရှိဘူးနိဝရဏတွေကင်းသွားနိဝရဏတွေတင်ကင်းတာမဟုတ်ဘူးတခြားအကုသိုလ်တွေလည်းကင်းသွားတယ်အဲ့ဒါကြောင့်မလို့အဲ့ဒီချမ်းသာဟာပထမအဆင့်မှာဝိဝေကာစပိဋိဒုက္ခလို့ခေါ်တယ်ကာမဂုဏ်အာယုန်နေနဲ့လွတ်ထွက်သွားလို့ရလာတဲ့ပိဋိဒုက္ခကာမဂုဏ်အာယုန်နေနဲ့လွတ်သွားလို့ရတဲ့ဒုက္ခလူတိုင်းခံစားဘူးတာမဟုတ်ဘူးပေါ့မဟုတ်သည့်အတွက်ကြောင့်မသိဘူးတာမန်တွေးကြည့်လိုက်ပေါ့နော်တခြင်းမှန်နဲ့နားထောင်တာတို့ပျော်တဲ့ပုဂ္ဂိုလ်ဇက်ကားကောင်းကောင်းကြည့်ပြီးတော့ပျော်ခြင်းတဲ့ပုဂ္ဂိုလ်တရားဝဲလာပြီးတရားနာမယ်ဆိုလို့ရှိရင်ပြင်းစရာကြီးဘာတွေမှလည်းမသိဘူးဒီလိုပဲနေမှာပဲနော်သို့တော့တရားကိုနှစ်သက်တဲ့ပုဂ္ဂိုလ်တွေကြတော့ခုနကဇာလန်းကောင်းကောင်းဆိုတာကြီးကိုပြင်းစရာကြီးလို့ပဲမြင်မြန်တော့မြင်မြန်နေတခါတရားအထုတ်တဲ့ပုဂ္ဂိုလ်တွေကကြည့်နေဟဲ့ဟော်တွေတီးတဲ့ကြားထဲမှာဂျမ်ပိန်ဒီစူးညံနေတဲ့ထဲမှာသူကခုံလိုက်ပေါက်လိုက်လှုပ်လိုက်ရှားလိုက်နေဒီလိုနေရဟိုပျော်တဲ့ပုဂ္ဂိုလ်ကတစ်မျိုးတယောက်တည်းငုတ်တုတ်ကလေးထိုင်ပြီးတော့ကမ္မထမ်းရှုနေတဲ့ပုဂ္ဂိုလ်ကတစ်မျိုးမေးကြည့်ပါလားဟိုလူကလည်းဒီလူငုတ်တုတ်ကြီးထိုင်ပြီးဘာလုပ်နေတာပြင်းစရာကြီးဒီလိုတွက်မှာတခါတရားထိုင်နေတဲ့လူကလည်းဟိုတစ်ဖက်သားကိုကြည့်လိုက်လို့ရှိရင်ဒီလူဟာအယူထနေတာပဲလို့ဒီလိုပဲထင်မှာပဲအဲ့တော့သူတို့ချမ်းသာခံစားတာချင်းမတူတဲ့အကြောင်းပြောပြနော်အဲ့တော့ကာမဒုက္ခနဲ့နိက္ခမဒုက္ခနိက္ခမဒုက္ခဆိုတာအမှန်တမ်းတည်ငြိမ်တဲ့ချမ်းသာဒုက္ခအေးချမ်းတဲ့ချမ်းသာဒုက္ခမျိုးအတိညာဉ်နဲ့တိုးတက်ဖွံ့ဖြိုးလာတဲ့ချမ်းသာဒုက္ခမျိုးတဲ့အဲ့ဒီလိုချမ်းသာဒုက္ခနှစ်ခုကွဲကွဲပြားပြားရှိနေတော့ကာမဒုက္ခဆိုတာမခံစားရဘူးနိက္ခမဒုက္ခပဲခံစားရမယ်ကာမဒုက္ခခံစားနေတဲ့ပုဂ္ဂိုလ်ကြီးမိစ္ဆာပฏิပန္နမှားရင်းတဲ့အကျင့်ကိုကျင့်နေတာရောက်တယ်နိက္ခမဒုက္ခခံစားနေတဲ့ပုဂ္ဂိုလ်ဟာတမ္မာပฏิပန္နမှန်ကန်တဲ့အကျင့်ကိုကျင့်ရရောက်တယ်လို့ဒီလိုကွဲကွဲပြားပြားသိရှိနားလည်ပြီးတော့သွားတာပေါ့နောက်တစ်ခါအကျယ်ချဲ့ပြီးတော့မြတ်စွာဘုရားပြောတဲ့အခါရဟောဝါဒနတ္ထတိယကွယ်ရမှာသူများရဲ့အပြစ်ကိုမပြောနဲ့တဲ့ကွယ်ရမှာသူများရဲ့အပြစ်ကိုမပြောနဲ့မပြောနဲ့ဆိုတာလုံးဝမပြောရဘူးလားလို့ဆိုတဲ့နေရာမှာသုံးမျိုးရှင်းထားတယ်မြတ်စွာဘုရားသူများရဲ့အပြစ်ဆိုတဲ့နေရာမှာနော်မမှန်ဘူးအကျိုးမရှိဘူးမမှန်ဘူးအကျိုးမရှိဘူးအဲ့ဒါမျိုးဆိုရင်လုံးဝမပြောနဲ့နော်မှန်တယ်အကျိုးမရှိဘူးဆိုရင်လည်းမပြောဖို့အတွက်လေ့ကျင့်ပါမပြောမိအောင်လေ့ကျင့်မှန်တော့မှန်တယ်အကျိုးမရှိဘူးဆိုလည်းမပြောနဲ့လို့ပြောလို့တာပဲသို့တော့စကားသုံးထားပုံလေးနှစ်ခုရှိတယ်မှန်လဲမမှန်ဘူးအကျိုးလည်းမရှိဘူးဆိုရင်လုံးဝကိုမပြောနဲ့အဲစကားမျိုးမပြောမိစေနဲ့မှန်တော့မှန်တယ်ဒါပေမဲ့အကျိုးမရှိဘူးအဲ့ဒါလည်းမပြောမိအောင်ထိမ့်သိမ့်နဲ့မပြောမိစေနဲ့နောက်ဆုံးစကားကြတယ်မှန်တယ်အကျိုးလည်းရှိတယ်ဆိုရင်
ပြောတဲ့အချိန်ရွေးပြီးပြောတယ်ဒီလိုပြောတာနော်ပြောတဲ့အခါပြောရမယ်လို့ဒီလိုဆိုတယ်ဟောနောက်တစ်ခုကျတော့တမ္မုခခိနနဗနမျက်မှောက်မှာမရှုပ်ချနဲ့လို့ပြောတာလည်းပဲအခုလို့ခွဲခွဲပြားပြားပြောရမယ်ရှုပ်ချပြောဆိုတယ်ဆိုတဲ့နေရာမှာမမှန်ဘူးအကျိုးမရှိဘူးဆိုရင်လုံးဝမပြောနဲ့အဲ့ဒီစကားမှန်တော့မှန်တယ်အကျိုးမရှိဘူးဆိုရင်မပြောဖို့ကိုယ်လေ့ကျင့်မပြောမိဖို့အဲ့လိုဆိုအကျိုးမရှိရင်မပြောနဲ့ပေါ့မှန်မိမဲ့လို့အကျိုးမရှိဘူးဆိုမပြောနဲ့မှန်လဲမှန်တယ်အကျိုးလည်းရှိတယ်ဆိုလို့ရှိရင်တဲ့ဒီစကားပြောဖို့အချိန်ဆောင်ပြောတဲ့အချိန်မှာပြောလို့ဆိုဒီအချိန်ဆိုတာအမှန်တမ်းအရေးကြီးတာသူကအချိန်မဟုတ်ဘဲနဲ့ပြောလိုက်လို့ရှိရင်စကားရဲ့ထိရောက်မှုကဒါပြည့်ပြည့်သွားတယ်ထိရောက်မှုမရှိဒါကြောင့်မို့မြတ်စွာဘုရားကစကားပြောတဲ့အခါမှာနှုတ်ရဲ့စီကံထားရမယ်လို့ဆိုပြီးတော့ဟောထားတာရှိသေး၅ချက်ဟောထားတာရှိပါတော့ဆိုလို့ရှိရင်စကားပြောလို့ရှိရင်တဲ့ကိုယ့်ကိုဒိဋ္ဌံထားလို့မှန်တာကိုသာပြောမယ်မမှန်တာကိုဘယ်တော့မှငါမပြောဘူးဒါနံပါတ်1နံပါတ်2အကျိုးရှိတာကိုသာပြောမယ်အကျိုးမရှိတာကိုဘယ်တော့မှမပြောဘူးနံပါတ်3ပြောပြီဆိုလို့ရှိရင်ရင်ကြေးကြေးပြောမယ်ရိုင်းရိုင်းဆိုင်ဆိုင်ဘယ်တော့မှမပြောဘူးဟာဒီလိုလာတာသူကဒီအချက်ကလေးတွေနဲ့နောက်တစ်ခါပြောတဲ့အချိန်ကြမှာပြောမယ်မပြောတဲ့အချိန်မပြောဘူးနောက်နံပါတ်5ကျတော့ပြောပြီဆိုလို့ရှိရင်ဘယ်တော့မှဒေါသနဲ့မပြောဘူးမေတ္တာနဲ့ပဲပြောမယ်လို့ကိုယ်နှုတ်ကိုစီကံထားတာအခုလည်းပဲဒီမျက်မှောက်အပြစ်တင်တဲ့စကားပြောတာမျက်မှောက်မျက်ွယ်မှာကဲ့ရဲ့စကားပြောတာမျက်မှောက်မှာရှုပ်ချတဲ့စကားကိုပြောတာဆိုတဲ့နေရာမှာလည်းပဲမှန်ကန်ဖို့အကျိုးရှိဖို့ဆိုတဲ့ရှုထောင့်ကနေပြီးတော့ပြောတဲ့မှပြောမယ်ပြောတဲ့အချိန်တိုင်းမှပြောရမယ်ဒီလိုဆိုလိုတာပေါ့နော်နောက်အစောတလင်မပြောနဲ့ဆိုတာကတော့စကားဆိုတာရုပ်တရက်ကောက်ပြောလိုက်လို့ရှိရင်မမှန်မကန်နေလည်းဖြစ်တယ်မပြည့်မစုံနေလည်းဖြစ်တတ်တယ်ဒါကြောင့်မို့လို့စကားပြောတဲ့အခါမှာစီကံချက်ကလေးတစ်ခုအနေနဲ့မပြောဖို့နောက်တစ်ခုကဘာလဲဆိုစနဗဒနိရုဒ္ဓိစနဗဒနိရုဒ္ဓိဆိုတာဘာပြောတာလဲ dialect ကိုပြောဒေသဆိုင်ရာစကားလုံးဒေသဆိုင်ရာစကားလုံးဆိုတာမြန်မာနိုင်ငံနေမဲ့ဒေသဆိုင်ရာတွေကအမျိုးမျိုးရှိတယ်လေဘုန်းကြီးတို့မနေ့ကတဝဲသွားတဲ့အခါကျတော့သူတို့ပြောတယ်ဘာပြောလိုက်တုံးဆိုရုပ်တည်းလမ်းမှားပြီးတော့ကားကကြော်သွားတဲ့အခါကျတော့ပလန်ကွေ့တဲ့ပြောတယ်နော်ပြန်ကွေ့ကိုပလန်ကွေ့လို့ပြောတာဒီလိုဟာတွေပေါ့နော်နောက်ပြီးတော့တချို့ကကြည့်လက်နီးကိုပူကယ်လို့ပြောတယ်ရောင်းမကိုဂေါကလန်လို့ပြောတယ်ဒေသဆိုင်ရာတဦးနဲ့တဦးမတူညီတာတွေရှိတယ်ပေါ့အဲ့ဒါကိုသွားပြီးတော့အငင်းမပွားလိမ့်နဲ့လို့ပြောရခိုင်ဒေသမှာပြောတဲ့စကားလုံးရှိတယ်တဝယ်ဒေသမှာပြောတဲ့စကားလုံးရှိတယ်တခြားအရပ်တွေမှာသုံးလုံးတဲ့စကားလုံးတွေရှိတယ်အဲ့ဒီဒေသဆိုင်ရာစကားလုံးတွေနဲ့ပတ်သက်ပြီးတော့အငင်းမပွားရဘူးတဲ့ဘာဖြစ်လို့လဲဆိုအကျိုးမရှိတာအကျိုးမရှိဒီမှာဥပမာအနေနဲ့ထုတ်ပေးထားတာခွက်ဆိုတဲ့စကားလုံးကိုပဲဒါကအိန္ဒိယနိုင်ငံမှာဒေသအလိုက်ပြောတဲ့စကားလုံးတွေရှိတယ်ပါတိတဲ့တချို့နိုင်ငံကတချို့ဒေသကပါတိလို့ခေါ်တယ်တချို့ဒေသကျတော့ပတ္တလို့ခေါ်တယ်တချို့ဒေသကဝိတ္တတဲ့တချို့ဒေသကတရာဝတချို့ဒေသကျတော့ဓာရောပတချို့ဒေသကပောနာတချို့ဒေသကပိတိလဝခွက်ကလေးတစ်လုံးနဲ့တွေနဲ့ပြောနေတာအမျိုးမျိုးစကားလုံးတွေဒေသဆိုင်ရာဘာသာစကားတွေအများကြီးပေါ့ဒါဗမာနဲ့အင်္ဂလိပ်လေဗမာကစာအုပ်လို့ပြောတယ်ဟိုကဘုတ်လို့ပြောတယ်ဒီလိုပေါ့နော်မတူညီတဲ့စကားလုံးတွေအဲ့ဒီမတူညီတဲ့စကားလုံးတွေနဲ့ပတ်သက်လာလို့ရှိရင်ငါပြောတာမှအမှန်သူပြောတာအမှားဆိုပြီးတော့အငင်းမပွားလိမ့်နဲ့အကျိုးမရှိဘူးအငင်းမပွားခြင်းသည်အာရဏပฏิပဒါခြင်းအပြစ်ပြောเสีย
မရှိတဲ့ကျင့်စဉ်တစ်မျိုးပဲလို့ဒီလိုဆိုလိုတာနားလည်ရမယ်ပေါ့နားလည်ရအဲ့ဒီမှာမြတ်စွာဘုရားကလက်တွေ့ကျင့်သုံးရမယ်ကျင့်စဉ်တွေနဲ့ပတ်သက်ပြီးတော့အခုဒီအာရဏပฏิပဒါမှာဟောထားပုံအရေးအကြီးဆုံးကတော့သာသနာတော်နဲ့သာသနာလုံးနဲ့ဆိုင်တာကတော့ခုနတပည့်ဆက်ကြမှာဟောထားတဲ့အချက်၃ချက်ပဲအချက်၃ချက်ထဲကကာမဒုက္ခလိကနုယောဂအတ္တကိလမထာနုယောဂမလောက်ရမယ့်ဟာမျက်စိမှပฏิပဒါလိုက်နိုင်ရမယ်ဒါကတော့အဓိကအကျဆုံးအဲ့ဒီပုံမှာထပ်ဆင့်ပြီးတော့နော်တရားဟောတဲ့အခါမှာမြောက်လည်းမပြောရဘူးဆုံးမတဲ့ကမြောက်ပြီးတော့လည်းမပြောရဘူးနှိပ်ပြီးတော့လည်းမပြောရဘူးဆိုတာလေးလာတာပေါ့နောက်ချမ်းသာဒုက္ခကိုရွေးချယ်ပြီးတော့သိရမယ်နောက်ပြီးတော့ပွဲရမှာအပြစ်မပြောရဘူးရှေ့တဲ့မှာကဲရဲ့ရှုပ်ချမှုမလုပ်ရဘူးဆိုတာစိကံချက်ကလေးတွေနောက်ဆုံးမှာဒီဒိုင်းလက်နဲ့ပတ်သက်တဲ့ဒေသဆိုင်ရာဘာသာစကားတွေနဲ့ပတ်သက်လာလို့ရှိရင်ကိုဟာတာအမှန်သူများအမှားဆိုပြီးတော့အငြင်းမပွားလိမ့်နဲ့တဲ့အငြင်းပွားလို့ရှိရင်လောကမှာဆင်းရဲဒုက္ခတွေဖြစ်တယ်မှန်အောင်တော့အငြင်းပွားပြီဆိုရင်ဒုက္ခတွေရောက်လာတာပဲလေတယောက်နဲ့တယောက်အစင်မပြေမှုတွေဖြစ်လာတယ်အဲ့ဒါလို့အစင်မပြေမှုတွေဖြစ်လာရင်ပဲတာရဏဖြစ်သွားပြီအာရဏဖြစ်ဖို့အတွက်ဘယ်သူနဲ့မှအငြင်းမပွားရတဲ့စကားမျိုးပြောရမယ်လို့ဆိုပြီးတော့နောက်ဆုံးဒီတုတ်ရဲ့ဏိဂုံးကြတော့မြတ်စွာဘုရားဘာနဲ့ဏိဂုံးချုပ်တယ်ဆိုဒါကြောင့်မို့တဲ့จิตသားယဟန်တို့အာရဏဓမ္မကိုလည်းသိရမယ်တဲ့အာရဏဓမ္မကိုလည်းသိရမယ်ဆိုလိုတာကိလေသာနဲ့ဒုက္ခတွေကိုဖြစ်ပေါ်စေတတ်တဲ့တရားကိုလည်းနားလည်ရမယ်ပြဿနာတွေဖြစ်စေတတ်တဲ့အရာကိုလည်းနားလည်ရမယ်ပြဿနာမဖြစ်စေတတ်တဲ့အရာကိုလည်းနားလည်ရမယ်နားလည်ပြီးတဲ့အခါမှာပြဿနာမဖြစ်တဲ့အကျင့်မျိုးကိုကျင့်ကြံကြုတ်ကိုအားထုတ်မယ်လို့ကြိုးစားပါတဲ့ကိုပြောတဲ့စကားလုံးလုံးဝအစွန်းလွတ်ပြီးတော့ဘယ်သူကမှမထိခိုက်တဲ့စကားလုံးမျိုးဖြစ်အောင်ကျင့်ကြံကြုတ်ကိုအားထုတ်မယ်လို့ဒီလိုနှလုံးသွင်းပြီးတော့ကြိုးစားပါတဲ့ဆိုပြီးတော့ရသဗျာဘာနဲ့ဏိကုံချုပ်လိုက်တုံးဆိုသူဗုတိပဏဘိက္ခဝေကုလပုတ္တောအရဏပฏิပဒံပฏิပန္နောသူဗုတိဆိုတဲ့အမျိုးကောင်းသားဟာဟောဒီအရဏပฏิပဒါကိုပြည့်ပြည့်ဝဝဖြည့်ချင်းသူပါလို့ကျန်တဲ့ယဟန်နေသူလောက်မပြည့်စုံဥပမာရှင်သာရိပုတ္တရာတောင်မကျင့်နိုင်ဘူးတရားရှင်သူဗုတိကဘယ်တော့ဖြစ်ဖြစ်တရားဟောတဲ့အခါမှာဓမ္မလမ်းကြောင်းကိုပဲဟောတယ်ပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးဘယ်တော့မှမပြောဘူးတဲ့ဒါကြောင့်မို့လို့ရှင်သူဗုတိဟာအာရဏပฏิပဒါကိုပြည့်ပြည့်ဝဝကျင့်ခဲ့တဲ့သာသနာမှာစံပြပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာကိုအာရဏဝိပင်ကတုတ်အရာသိရှိကြရတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့အာရဏပฏิပဒါတွေကအကောင်လုံးမကျင့်နိုင်တော့ဘုန်းကြီးတို့တွေဘယ်သူကမှကြွယ်ရမှာမရှုတ်ချဘူးဘယ်သူကမှရှေ့တဲ့မှာကဲ့ရဲ့ပြစ်တင်စကားကိုမပြောဘူးနော်ပြဿနာကင်းအောင်နေတယ်နောက်ပြီးတော့ပုဂ္ဂိုလ်ရေးသုံးသပ်ပြီးတော့မပြောဘူးကိုချင်းတရားနဲ့ဓမ္မကိုသာသုံးသပ်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်လူလောကလူ society ထဲမှာပြဿနာတွေအများကြီးနည်းသွားနိုင်စရာရှိတယ်ပေါ့ပုဂ္ဂိုလ်ရေးမသုံးသပ်ဖ ೇನೆ အကျင့်တရားကိုသာတိုက်ရိုက်သုံးသပ်ပြီးဓမ္မဒိဋ္ဌံအနေနဲ့ပြောမယ်ဆိုရင်ဟောဒီရဏပရိပဒါအရာပြဿနာဆိုတာမဖြစ်တော့ဘဲနဲ့သာဝရငြိမ်းချမ်းတဲ့ငြိမ်းချမ်းမှုကိုရရှိပြီးရသော်ဘုရားဟောကြားတော်မူခဲ့တဲ့ချမ်းသာဒုက္ခနှစ်မျိုးတည်းကကာမဒုက္ခကိုဖယ်ရှားလို့နိက္ခမဒုက္ခလို့ဆိုတဲ့ချမ်းသာဒုက္ခမျိုးရရှိအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်း
ငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗေတံပဝါယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအပ်မေတ္တာဓာတ်ဟုရောင်မြူပါဝင်ဝေဝါယန္တုကောင်းစွာမဲ့တွေကြိုင်လိုက်၍နေကြပါစေကုန်တည်း